မှာဆိုရင်လေညီမတို့တရွာလုံးကုန်မယ်ထင်တယ်ဘာဖြစ်လို့ဆိုတော့နင်းလေမှာဟိုကဘာအဘာကလာပြောလာတယ်ငယ်ရှောင်းအဘာကညီမတို့ရောကိုလည်းတေချာကယူဆိုင်ထားပါအဲ့လိုပြောတယ်နော်ဘာဖြစ်လို့ဆိုတော့ဘင်္ဂလီအကျန်းဖတ်သမားတွေကဝင်မဲ့အစီအစဉ်ရှိတယ်တည်င်းကြထားတယ်ပြောတယ်ညီမတို့ရောကဥက္ကဋ္ဌကတတိရှိလို့အဲ့ဒါရောမှာနင်းနေကင်းဆောင်ကင်းလှည့်လိုက်ပါဆိုလို့အခု2ယောက်3ယောက်ကအလေးခေဖို့တော့တာအဲ့ဒီချိန်မှာဘင်္ဂလီကခုတ်တာနဲ့တတိကြတာနဲ့ညီမတို့ကပြည့်စရာပြည့်ရမရှိဘူးအဲ့မှာကလေးတွေကမြတဲ့ချိန်မှာငယ်ရှောင်းပြေငယ်ရှောင်းကစခန်းကိုပြည့်ဆိုငယ်ရှောင်းစခန်းကိုပြေတော့တာမိမတို့ကတရားမှမရှိဘူးအဝဲအစပါပြစ်ဘာမှမယူသေးဘူးအဲ့တော့အကိုတွေကညီမတို့မှဒီမှာတင်တဲ့အတန်ကြတယ်ဘင်္ဂလီအချမ်းဖတ်သမားတွေဝင်နေပြီလားမသိလို့ကေဖွလာတဲ့အချိန်မှာသူတို့ကလူစုခွဲပြီးတော့ညီမတို့ကိုမိန်တိုက်တာဘယ်အစီညပတ်တဲ့ဘင်္ဂလီတွေလဲမခံနိုင်ဘူးနော်ဒါပေမဲ့ကလေးတွေကမြနေတယ်ငယ်ရှောင်းမနေရတာအဘာကတော့စောင်းရှောက်ပေးပါတယ်အဆင်ပြေပါတယ်ညီမလေးတို့ကအခုလောလောဆယ်တော့လူရှူတဲ့နေရာပို့ပြပါကလေးတွေကမြတဲ့ကိုဝန်ဆောင်တွေလေးပါတယ်ကလေးဆိုတော့ညီမမ2ယောက်ရှိတယ်3ယောက်ရှိတဲ့အမေရှိတယ်ဒီမှာလည်း3ယောက်ရှိတဲ့အမေရှိတယ်အဲ့ဒါကြောင့်ညီမလေးတို့ကိုတန်းတဲ့တလောက်ခုညပြီးတော့ဒီနေ့ဆိုရင်လည်းဒီနေ့လုံရှုံတဲ့နေရာကိုခဏလောက်ပို့ပေးကြပါလို့မြစ်တာရခံပါတယ်အကုန်လုံးကိုပို့ပေးတဲ့လူကလည်းတသက်မမေ့ပါဘူးညီမလေးတို့ကလေးတွေညီမလေးတို့အသက်ကိုမကင်တော့မကလေးတွေအသက်ကိုကေတဲ့နဲ့တူတူဖြစ်သွားပြီအဲ့ဒါကိုနည်းပါလောက်အဲ့ဒါဆိုရင်လည်းဖြစ်တဲ့ကတည်းကစားတာအဲ့ဒါကဘာမှမမှန်ဘူးအခုဝဲတဲ့အင်ဂျီတောင်မှရေးသားမိမစစ်ကယူပြီးတော့ဝဲထားတာဘာမှပြစ်စစ်တယ်မရလဲဘူးကားနဲ့ပြန်လာတော့ကလည်းရွာကိုကြည့်တာအကုန်လုံးမှားနေတယ်ဘာမှမမြင်ခဲ့ကလာတွေကအဲ့လောက်ထိရဆက်ဖို့မကောင်းဘူးညီမတို့သူတို့ဘာမှလုပ်တာလည်းမဟုတ်ဘူးတကယ်ပြောတာသူတို့ကဒီမှာနေလေကိုဟာကိုနေပါလားသူမြအိုးရင်စီစဉ်ကဘာဖြစ်စိတ်တာလဲညီမတို့သူတို့ကတခါမှမရင်စကားတော့ခဏမပြောဘူးအခုတူနေကြ